လူဝကျွမ်းရုံကရဲ့ဆိုင်ဟောခီးတမဲလောကဘူလူသာလောရဲ့ချဝါရဲ့ခတဲ့ပြောလို့အတင်းနာကြောခိုင်ထွန်းလာစေဒီတရားနဲ့အမရနေလေတော့God